နော်ရှင်လုကာခန်းကြီး16ပိုက်ငယ်3နဲ့4မှာသခင်ယေရှုခရစ်တော်ကညွှန်ကြားချက်တစ်ခုထုတ်ပြန်ခဲ့တယ်အဲ့ဒါတော့ဗာလဲဆိုတော့အပြစ်ကိုလွှတ်လော့ you shall forgive အပြစ်ကိုလွှတ်လော့ you shall forgive ဆိုတဲ့နော်အချက်ကိုသူအမိန့်ထုတ်ပြန်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဟုတ်ပြီနော်ရှင်လုကာခန်းကြီး16ပိုက်ငယ်3မှ4ကိုကျွန်တော်ဖတ်မယ်ဆိုရင်သင်တို့ဒီကိုသတိပြုကြလော့သင်နဲ့ငေကိုဒီသင်ကိုပြစ်မှားလျင်သူ့ကိုဆုံးမလော့သူဒီနောင်တရလျင်သူရဲ့အပြစ်ကိုလွှတ်လော့တနေ့ချင်းတွင်ခုနှစ်ကြိမ်မြောက်အောင်သူ့ကိုပြစ်မှား၍ခုနှစ်ကြိမ်မြောက်အောင်သင်ထံသို့လှည့်၍နောင်တရပါ၏ဟုဆိုလျင်သူရဲ့အပြစ်ကိုလွှတ်လော့ဟုမိန့်တော်မူ၏အကြတော်ရဲ့နှုတ်ပတ်တော်ပေါ်မှာဖခင်ကောင်းကြီးပေးပါစေအာမင်ဆိုတော့ဒီချမ်းချက်တရားမိသားစုအတိုင်းဝိုင်းမှာပဲဖြစ်နော်မိသားစုထဲမှာပဲဖြစ်တင်းတော်ထဲမှာပဲဖြစ်တဆုံတစ်ခုကိုပြစ်မှားတယ်လို့နော်ရှိတယ်ဆိုရင်အတွင်းမှာပဲကင်တွေဖြည့်ရှင်းဖို့ရန်အတွက်နော်ဒီမှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုသင်ပေးတာဖြစ်တယ်အတွင်းထဲမှာပဲတိမှတ်ပေးဖို့ဖြစ်တယ်အပြင်ဖက်မှာမဟုတ်ဘူးဒီကိုချင်းကျွန်တော်တို့အခုနနော်တိမှတ်ချင်းနဲ့ကျွန်တော်ဗာရှားမလဲဆိုတော့နောင်တဆိုတဲ့အရာကိုရှားမှာဖြစ်တယ်အဲ့ဒီလူမျိုးကျွန်တော်တို့လုံနိုင်ဖို့ရန်အတွက်အင်မတန်မှခက်ခဲပါတယ်နော်ဒါပေမဲ့စိတ်စီတိခံမှုတော့လိုအပ်တာပေါ့နော်ယုံကြည်သူတူကတဲ့ဒီနေရာမှာသင်ပေးတာပါလဲဆိုတော့နော်ကိုပြင်းမှားတယ်ဆိုရင်တော့သူကပြန်တောင်းနောင်တရပြီးတော့ပြန်တောင်းပန်တယ်ဆိုရင်ခွင့်လွှတ်လိုက်ပါတဲ့နေ့မှာခုနှစ်ကြိမ်နော်ကိုသူကပြင်းမှားတယ်ဒါပေမဲ့ဒီနေ့မှာခုနှစ်ကြိမ်တောင်းပန်တယ်တဲ့အဲ့ဒါဆိုခုနှစ်ကြိမ်ခွင့်လွှတ်လိုက်ပါလို့ပြောတယ်နော်ဒါပေမဲ့ရှင်မသက်ထဲမှာတော့ကျွန်တော်တို့နော်ပေတရုကအဲ့ဒါကိုမှတ်ထားလိုက်တယ်အဲ့မှတ်ထားပြီးတော့သခင်ယေရှုဖခင်တဲ့ဆိုတော့ငါ့ညီကိုခုနှစ်ကြိမ်ခွင့်လွှတ်ရမှာမဟုတ်လားလို့ပြောတော့သခင်ယေရှုခရစ်တော်ကပြောလေဆိုတော့အချိန်90ခွင့်လွှတ်ရမယ်တဲ့ဆိုတော့ခုနှစ်ကြိမ်လို့သူကသင်ပေးတယ်နော်ဒါပေမဲ့ပေတရုကမေးခွန်းမေးတဲ့အခါမှာအချိန်90ဆိုတာကနော်390နဲ့ဘယ်လောက်လဲနော်6လဲနော်အဲ့ဒီလောက်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဆိုလိုတာကဘာလဲဆိုတော့နော်သူနဲ့ကိုနဲ့နော်အရှင်ပေတဲ့အထိခွင့်လွှတ်ဖို့ပြောတာဖြစ်တယ်ဆိုတော့ဖခင်ရဲ့ကျေးဇူးတော်ဟာအဲ့ဒီလောက်ကြွယ်ဝချမ်းသာတယ်ဆိုတာကိုနော်ကိုအနေနဲ့သူ့ပြတာဖို့ဖြစ်တယ်ခက်ခဲတယ်နော်လုပ်ဖို့အရန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်အချိန်ချင်းခွင့်လွှတ်ရမယ်ဆက်ပြီးတော့ခွင့်လွှတ်ရမယ်အပြီးတိုင်အောင်ခွင့်လွှတ်ရမယ်ဆိုတာကိုသခင်ယေရှုခရစ်တော်ကသင်ပေးတာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာသက်သေခံခြင်းအဖြစ်ဖခင်ဘုန်းတော်ထင်ရှားစေဖို့လို့ပြောတာဖြစ်ပါတယ်အရောက်တိုင်းကိုဖခင်ကောင်းကြီးပေးပါစေ